Stronger with you ရေမွေးတွေဗျာဒီလောက်ကြီးနာမည်ကြီးနေရကိုကမတုံးဘူးတဲ့တော့ခစ်မိမှာမဟုတ်ဘူးအဲ့တော့ဘလို့နေခစ်မိသွားအောင်တခုလောက်တော့တုံးကြည့်ဘူးတဲ့နဲ့ဒီရေမွေးတွေကိုကျွန်တော်တို့နိုင်ငံထက်ဆိုင်ရဗျာတခြား international မှာဆိုရင်ပို့ပြီးတော့ကြိုက်ကြတယ်သူတို့နိုင်ငံ reviewer တွေကြားမှာဆိုရင် rating တွေပေးတဲ့အခါမှာဆိုရင်1 to 10ဆိုရင်5အထက်လောက်မှာဆိုရင်ဒီရေမွေးကအမြဲတမ်းရှိရဗျာသူတို့နိုင်ငံရာသီကအရန်အေးရဗျာအဲ့တော့သူ့အနက်အေးလေပို့ပြီးတော့ကောင်းလာလေအရသာရှိလာလေဆိုတော့အနက်ပုံစံမျိုးကျွန်တော်နိုင်ငံရာသီဆိုတာနည်းနည်းပူတဲ့အတွက်ဟောပေါ့နည်းအီယာမျိုးလေးတော့ရှိနိုင်တယ်ဒါပေမဲ့အေးရဲ့အချိန်မှာသာဆိုတကယ်သူ့ရဲ့အရသာအပြည့်အဝခံစားရလိမ့်မယ်အခုဒီ၃မျိုးကိုဒီလိုပလင်းလိုက်ကြီး၃မျိုးလုံးဝယ်လို့ရတယ်လို့ခွဲရောင်းတဲ့ပလင်းတွေလည်းဝယ်လို့ရပါတယ်ဒါဆိုရင်30 ml size ဖြစ်ပါတယ်ဒါဆိုတော့10 ml size ဖြစ်ပါတယ်50 ml size ဖြစ်ပါတယ်ဒီလိုမျိုးခွဲပြီးတော့လည်းရောင်းပါတယ်မန်လေးမျိုးဆိုအရောင်းငွေချရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ကျန်မျိုးအားလုံးငွေကြိုလို့ရပါတယ်ဒီထက်ကဘယ်ဟာလေးကိုကြိုက်လဲ